အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဝက်သားနဲ့အလူရှက်မှာဖြစ်ပါတယ်ဝက်သားမအီအောင်မြုပ်သီးလေးဆက်ဆက်လေးနဲ့ရှက်မှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးကျမကဝက်သားကိုလုံးချက်မရှက်ပဲနဲ့ဒီတိုင်းစီမွေတက်ပြီးတော့ရှက်မှာဖြစ်ပါတယ်စီထည့်ပြီးစီလေးပူလာရင်စနိုးမုံနဲ့ငယ်လေးထည့်ပါမယ်ပြီးလို့ရှိရင်ထောင်းထားတဲ့ညုတ်သီးနဲ့ကြက်သွန်နီကြက်သွန်ဖြူကိုထည့်ပါမယ်။ညုတ်သီးကြက်သွန်နီကြက်သွန်ဖြူကိုမွေးအောင်စီခဏတက်ပေးလိုက်ပါမယ်။ကြက်သွန်နီကြက်သွန်ဖြူညုတ်သီးနဲ့လေးမွေးလာပြီဆိုရင်တော့စောနာတုံးကနေထားတဲ့ဝက်သားကိုထည့်မှာပေါ့နော်။တမအောင်မွေပြီးတော့ဒီတိုင်းလေးခဏလောက်ထားပေးလိုက်ပါမယ်ဝက်သားလေးတင်းလာပြီဆိုရင်တော့လီထားတဲ့အာလူလေးထည့်ပါမယ်ပြီးရင်အာလူနဲ့ဝက်သားကိုတမအောင်မွေပေးလိုက်ပါမယ်မီးရဲ့ရှိန်လေးနည်းနည်းတင်ပြီးတော့ရေလေးထည့်ပါမယ်။ကျမကရေကိုပကံလုံးတစ်လုံးစာထည့်ပါမယ်။ဒါပေမဲ့တစ်ခါတည်းမထည့်ဘဲနဲ့ကျမပထမတစ်ခါထည့်ပြီးမှဒုတိယတစ်ခါထပ်ထည့်ပါမယ်။ပြီးလို့ရှင်အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်။ဒါလေးကပထမတစ်ကြိမ်ထည့်ထားတဲ့ရေလေးပါ။နည်းနည်းတော့ခန်းလာပြီပေါ့နော်။အရသာလေးနည်းနည်းမိကြည့်ပါမယ်။အရသာကနည်းနည်းလိုသေးတဲ့အတွက်ကျမကငှက်ပြရည်နဲ့ဟင်းချိုမိုးလေးနည်းနည်းထပ်ထည့်လိုက်ပါတယ်။ဆောနာတုံးကကျမဝက်သားနေတုံးကပေါ့နော်။ခရုစီပဲငှက်ပြရဲ့အကြည်စာဟင်းချိုမိုးနည်းနည်းစီထည့်နေထားတဲ့အတွက်အရသာကလိုသေးတာပေါ့နော်။အဲဒါကြောင့်မို့ကျမကငှက်ပြရည်နဲ့ငယ်နဲ့ဟင်းချိုမိုးနဲ့ငယ်ထပ်ထည့်ပါတယ်။ရေလေးလည်းနည်းနည်းခန်းလာပြီဆိုတော့ဆောနာတုံးကလက်ကျန်ရေလေးဒုတိယရေလေးထပ်ထည့်လိုက်ပါတယ်။ပြီးလို့ရှင်အဖုံအုပ်ပြီးတော့ခဏလေးဆက်တဲ့ထားလိုက်မယ်ရှင်ကျမကဝက်သားနဲ့အာလူဟင်းကိုအစီပြန်ချက်တာမဟုတ်တဲ့အတွက်ဒီရေလေးနည်းနည်းထက်ခန်းအောင်ထားပြီးတော့အိုးရှားတော့မှာပေါ့နော်အိုးရှားခါနီးမှာကျမကမဆလာရွက်လေးထည့်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျမကမဆလာရွက်ကြိုက်တာပေါ့နော်။အမှန်ဆိုရင်မဆလာမုတ်ထည့်ရမှာပေါ့နော်ကျမကမဆလာမုတ်ထွဲမဆလာရွက်ကိုပိုကြိုက်တဲ့အတွက်မဆလာရွက်ကိုပဲထည့်ပါတယ်ပြီးလို့ရှိရင်ခဏလောက်မွေပေးပြီးတော့အရသာလေးအတွက်ထက်စမ်းကြည့်မှာပေါ့နော်ထက်စမ်းကြည့်တဲ့ခါကျတော့အရသာကအနီတော်လေးဖြစ်တဲ့အတွက်ကျမကဘာမှထက်မထဲတော့ဘူးပေါ့နော်ဒီလောက်ရည်နေဆိုတော့ရပြီပေါ့နော်မင်းပိတ်ပြီးအိုးရှားပါတော့မယ်ကဲအခုတော့အရသာတိတ်မအီတဲ့ဝက်သားအလူချက်လေးရပါပြီရှင်မမွေပဲနဲ့ဒီတိုင်းထားလို့ရှင်စီများတယ်လို့ခံစားရတယ်ရှင်ဒါပေမဲ့တမအောင်မွေပြီးလို့ရှင်အဲ့ဒါစီမဟုတ်ဘူးနော်ရှင်သူ့ရဲ့အရေးလေးတွေပါဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဘိုင်ဘိုင်